ကျွန်တော်ဘန်ကောက်ကိုပြန်ပြောင်းလာတာစိတ်တော့အရင်ပျော်ပါတယ်တကယ်ချင်းတွေလည်းအရင်ကောင်းပါတယ် the education ကတော့ရန်ကုန်နဲ့အလောက်လည်းမကွာဘူးဒါပေမဲ့the ဆရာမတွေရေးသားတာတွေ the like အားလုံးလည်းမကွာဘူးဒါပေမဲ့ရန်ကုန်ကဟိုပါလဲဟိုခုပြင်နဲ့အားလုံးဟိုရင်းနဲ့ဆိုရင်တော့ရန်ကုန်မှာဆင်ပြေလို့ဒီကိုပြန်ပြောင်းလာရန်ကုန်က education နဲ့ဘန်ကောက်ရဲ့ education နဲ့ကျွန်တော်ခုနကပြောသလိုမျိုးအဲ့လောက်လည်းမကွာဘူးဒါပေမဲ့ကျွန်တော်ဒီဟာတော့ပိုကြိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီဟာဆီယာမတွေတကယ်ချင်းနေအားလုံး support လုပ်ပေးတယ်ပြီးရင်ကျွန်တော်ရဲ့ဟိုဗာလဲ sports လို့အားလုံးကျွန်တော်ရဲ့ education တွေကိုအားလုံးသူတို့က support လုပ်ပြီးတော့ကျွန်တော်လည်းဒီမှာရမ်းပြောလို့ education အားလုံးဟိုမကွာဘူးပေါ့ကျွန်တော်ဘန်ကောက်ကရန်ကုန်ကနေဘန်ကောက်ကိုပြောင်းလာတော့ချစ်ချင်းပြောင်းလာတဲ့စိတ်နဲ့ပြောင်းလာတာပေါ့ဒါပေမဲ့ကျွန်တော်အမေကကြတော့ကျွန်တော် GCSE ပြီးတော့ကျွန်တော်ရဲ့university လို့ my future plan my passion I would say ကျွန်တော်ရဲ့ passion ကတော့architecture ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ငယ်ငယ်ကတည်းကကျွန်တော်ပကြီးဆွဲရကြိုက်တယ်ဟိုအိမ်နေလို့ရေကူးကန်လို့အလုံးပုံဆွဲရကြိုက်တယ်ပြီးရင်တပ်ပုံရိုက်တာလို့ဘာညာလို့ကြိုက်တော့ကျွန်တော်ကတော့ university ကို Melbourne University သွားချင်ပါတယ်။ဘာလို့လဲဆိုတော့ဟိုမှာလဲကျွန်တော် anti လို့ဘာညာလို့တကယ်ချင်းနေရှိတော့အဆင်ပြေမယ်လို့ထင်တယ်။အမေAustralia မှာလည်းရန်ကုန်က Burmese တွေလည်းအများကြီးရှိတော့ကျွန်တော်လည်းအောက်ပြောင်းချင်တော့ကျွန်တော်ဆရာမတွေဒီမှာလည်းအရန်ကူညီပါတယ်ကျွန်တော် college application ကျွန်တော်ပါလဲpersonal statement ကိုရဲ့essay ရေးတာလို့အလုံးသူတို့ကူညီပေးပါတယ်Miss P ကတော့အားလုပ်ပေးပါတယ်